လောင်းကစားနဲ့ရှိသမျှစီစဉ်ပြုတ်ပြီးစင်းရဲသွားတဲ့ကောင်လေးတယောက်ဟာတင်းချိုင်းကတရေမှနဲ့တစီမင်္ဂလာပွဲလုပ်ပါတယ်ရွှေ1000တောင်ရမယ်အခုအေးဖြစ်တာမို့သူလည်းကြောက်ကြောက်နဲ့တမန်တော်ရီစစ်ခေါ်ကတရေမှစီထွက်လာပါတယ်ချန်လဲမျိုးကအတော်ဆုံးဘုတ်ဆရာတယောက်ဖြစ်တဲ့ဟူချန်ဆုံကဇနီးတဲ့မိဖွားဖို့ရာပတ်ဆက်လိုနေတဲ့အတွက်အလို့အတူတောင်းဆိုတဲ့အကောင့်ထွင်ပေးဖို့ဖြစ်လာခဲ့ပါတယ်ချမ်းသာတဲ့အိမ်တော်ကသခင်ကြီးတည်သွားခဲ့ပြီးခနာဘေးကြံကခေါင်းမပါခဲ့ပါဘူးတကြိုဖို့အတွက်အလောင်းအပြည့်အစုံရှိချင်တာမို့ဆရာဟူကိုအခကျင်းငွေများများပေးပြီးလောက်ခိုင်းပါတယ်တခင်ကြီးရဲ့ပုံကိုကြည့်ကရုပ်တုကိုအကောင်ဆုံးလုပ်ပြီးခဲ့ပါတယ်ခေါင်းကိုနေရာချပြီးသူ့ရဲ့ဘဝလေးနဲ့စီးနှောင်ပေးခဲ့ပါတယ်နာရီထမင်းစားတော့အားလုံးကဘာမှမသိတဲ့အစီတွေကိုကြွက်တီလိုစားနေတာကိုတွေ့သွားလို့အမြန်ထွက်ပြေးလာခဲ့ရပါတယ်အိမ်ပြန်ရောက်တော့ဇနီးတဲ့ကမိဖွားနေပြီးကြွက်တစ်ကောင်ရောက်လာကအိုးအပြည့်ငွေပြားတွေထားခဲ့ပါတယ်အဲ့ဒီကစားလို့ဟူမိသားစုဟာချမ်းသာလာခဲ့ပြီးဟူချမ်းစုံမှာဟူကော့ကွာဆိုတဲ့သားတယောက်ရှိလာခဲ့ပါတယ်သူကရှင်းအောင်ရတနာတွေစုဆောင်းရတာပါသနာပါပြီးဈေးကြီးပေးဝယ်လေးရှိပါတယ်လူတွေကလည်းသူတို့စီကထူးဆန်းတဲ့ပစ္စည်းတွေလာပြကဟူကော့ကသဘောကျဖို့မျှော်လင့်နေကြပါတယ်ဒီအချိန်မင်းမငယ်တယောက်ရောက်လာပြီးလူအယိုးနဲ့ရုပ်ထားတဲ့အန်စာတုံးကိုပေးပါတယ်သူကလုံနိုင်နယ်မှာဖြစ်ကြောင်းနဲ့အယိုးကတထေးသမီးတယောက်ရဲ့အယိုးဖြစ်ကြောင်းပြောပါတယ်တထေးသမီးကဆင်းရဲတဲ့ကောင်လေးနဲ့ချစ်မိပြီးချင်းတူရကရက်ဆက်စွာအသက်ခံခဲ့ရတာဖြစ်ပါတယ်ရုံရှင်လောင်ကစားရုံကအန်စာတုံးနဲ့တူနေတာမို့အဲ့စီသွားကစားဖို့အကြံပေးပါတယ်တရေတွေကိုမြင်နိုင်နေမျက်မှန်တထားတဲ့သူ့အစီကံဟာဟူကောကကိုကြည့်တော့တရေမကိုမြင်သွားပါတယ်ဒါကြောင့်အန်စာတုံးကိုမသုံးဖို့ပြောပေမဲ့ဟူကောကနားမထောင်ခဲ့ပဲလောင်ကစားရုံသွားဖို့ထွက်လာခဲ့ပါတယ်လမ်းမှာတွေ့တဲ့ဘေးဒင်ဆရာကလည်းလူရှင်ကလူသိငွေကိုရှာခဲ့တာမို့တဘောအလုံးဒုက္ခရောက်လိမ့်မယ်လို့ဟောပါတယ်ဟူကောကတော့ဘေးဒင်ဆရာကိုလူလိန်လိုပဲထင်နေခဲ့ပါတယ်9လပိုင်း15ရက်နေ့ကျော်ရင်ကန်ဆိုးမာမို့လောဘကိုဖျက်ဖို့ပြောပါတယ်သူ့ကိုဇွဲဟောနေတဲ့ဘေးဒင်ဆရာကိုပတ်စံလိုချင်လို့လားဆိုပြီးငွေပြားတွေပြီးတော့ငွေပြားတစ်ပြားကပြုတ်ကျသွားပါတယ်ဘေးဒင်ဆရာကငွေပြားမယူပဲထွက်သွားခဲ့ပြီးပန်းတင်မာလေးကသူ့ခြေထောင်နာကျလာတဲ့ငွေပြားကိုဟူကောကိုပြန်ပေးပါတယ်ဟူကောကလည်းကုသိုလ်လုပ်တယ်ဆိုကပြီးတော့ကောင်မလေးကသူမဟာလူသေးတွေအတွက်ပန်းရောက်နာမှုနမိတ်မကောင်းကြောင်းပြောပါတယ်ဟူကောကတော့ဓာတ်တွေကိုမယုံမဲလောင်ကစားယုံစီထွက်လာခဲ့ပါတယ်ချန်လဲမျိုးရဲ့အချမ်းသာဆုံးတတိဟူကောကနဲ့ရုံရှင်လောင်ကစားယုံပိုင်ရှင်တတိဝန်တို့ပိုက်ဆံမှုအကုန်ချပြီးလောင်းကြပါတယ်လောင်းနိုင်ဟူကောကကြီးနိုင်နေပြီးနောက်ဆုံးအချီအဖြစ်ကြီးကစားကြပါတယ်အစာတုံးရောင်းတော့ကမိမငယ်လေးဟာ9လပိုင်း14ရက်နေ့ထိပဲအစာတုံးကအစွမ်းရှိပြီး15ရက်နေ့ကျရင်တရက်နေ့ဖြစ်တာမို့မကစားဖို့ပြောခဲ့တာပါတကောင်ကျော်လို့အမွှေးတိုင်မင်းငိမ့်တော့ဟူကောကရဲ့အစာတုံးကပျက်စီးသွားခဲ့ပါတယ်ဒါကြောင့်တတိဝန်ကအနိုင်ရပြီးဟူကောကရဲ့ပိုက်ဆံမှုတွေအကုန်သိမ်းယူသွားပါတော့တယ်နေစရာမရှိစားစရာမရှိတဲ့ဟူကောကဟာတီသူအတွက်ပါတာထားတဲ့ထမင်းကိုစားဖို့ကြံခဲ့ပေမဲ့မစားကောင်းတာကြောင့်ပြန်ထွက်လာခဲ့ပါတယ်လမ်းမှာပန်းတင်မာလေးနဲ့တွေ့ပါတယ်ပန်းတင်မာလေးကဟူကောကရဲ့ကိုဘောအနံ့ကိုမှတ်မိနေပြီးသူမကူညီပေးနိုင်တာရှိလားလို့မေးပါတယ်ဟူကောကမလူချောင်းပြောကထွက်သွားတော့ဒီနေ့ကကြုံရပွဲတော်နေဖြစ်တာမို့ဘိုးဘေးတွေစီသွားပြီးသူမစီကပန်းတွေနဲ့ကြော့ဖို့အကြံပေးပါတယ်ဒီတော့ဟူကောကလည်းသူမအကြံကိုလက်ခံကပန်းနဲ့ကြော့ယုံမကအုတ်ကူနာကလှုပ်ဝက်နေရစီပါသွားခဲ့ပါတယ်ခုထဲမှာတော့ကြွက်ပုံစံလူရုပ်တစ်ခုရှိပြီးလှုပ်ဝက်နေရကငွေတုံးတွေကိုတွေ့သွားပါတယ်မကြခင်မှာပဲထူးဆန်းစွာလေတွေတိုက်လာတာမို့အပြင်ကိုအမြန်ပြေးထွက်ခဲ့ပါတယ်အပြင်ဘက်မှာတော့လူ3ယောက်နဲ့တွေ့ပြီးမကြောက်ကစားကြပါတယ်သူတို့ရဲ့ပုံစံကမျက်မြင့်ပုံစံဖြစ်နေတာမို့ဟူကောကဟာလိန်ညာပြီးသူအနိုင်ရတယ်ဆိုကပတ်စံတောင်းပါတယ်သူတောင်းတဲ့လောက်ပတ်စံတွေပေးနေခဲ့ပေမဲ့နောက်ဆုံးတစ်ပွဲမှာတော့ဟူကောကကိုလိန်ညာတာရက်ဖို့ပြောပါတယ်သူတို့ကမျက်နှာမှာမျက်လုံးမပါကြပေမဲ့လက်ကမျက်လုံးပါတယ်ဆိုပြီးပြတော့ဟူကောကလည်းပတ်စံအကုန်ပြန်ပေးလိုက်ပါတယ်ဒါပေမဲ့သူနိုင်ခဲ့တဲ့ငွေတုံးတွေကစက်ကူရီဖြစ်နေခဲ့ပြီးသူ့အသက်ကိုပဲလိုချင်နေဆိုကတက်ဖို့လုပ်ပါတယ်တကယ်တမ်းမှာတော့ဟူကောကဟာလေဘင်းမှာကျိုးနဲ့ရိပ်ပတ်ခံနေရပြီးကျိုးတူဘော်ကကြောက်ကလေးကကျိုးကိုဖြတ်ကအသက်ကေပေးလိုက်ပါတယ်သူ့အဖေအုပ်ကူကခလုတ်ကိုဖွင့်တော့တစ်တောင်ငယ်တစ်ခုထွက်လာပါတယ်အထဲမှာစားတစ်စောင်းရှိပြီးသူမိမရရင်ဦးလေးဖြစ်သူထံအနှက်ထားတဲ့ပတ်စံတွေကိုရမှာဖြစ်ပါတယ်ဒါကြောင့်ဦးလေးစီသွားပြီးပတ်စံတောင်းခဲ့ပေမဲ့မိမရမှသာပတ်စံပြီးမှမို့စက်ကူရုပ်သူတို့သမီးဝယ်ကပြန်လာခဲ့ပါတယ်ဦးလေးကိုလည်းသူမိမရပြီဆိုကခေါ်ခဲ့ပြီးဦးလေးကသူတို့သမီးကိုကြည့်ချင်လို့အတင်းဝင်လာပါတယ်ဒီအချိန်စက်ကူရုပ်ကအသက်ဝင်လာပြီးဟူကောကစိတ်တိုင်းကြတရုပ်ဆောင်ပါတယ်ကောင်မလေးကျွေးသမျှကစက်ကူရီဖြစ်နေပြီးဦးလေးဖြစ်သူကတော့ဘာမှမသိရှာပဲစားနေခဲ့ပါတယ်ဦးလေးကသူ့စီကပတ်စံကိုကောင်မလေးကိုပေးခဲ့ပြီးပြန်သွားခဲ့ပါတယ်ဦးလေးပြန်တော့ဟူကောကဟာကောင်မလေးစီကပတ်စံကိုယူဖို့ကြံခဲ့ပေမဲ့ကောင်မလေးကအဖွားကြီးပုံစံဖြစ်နေခဲ့ပါတယ်ဒါနဲ့တွင်းလိုက်တော့စက်ကူရုပ်ဖြစ်သွားခဲ့ပြီးပတ်စံရောစက်ကူရုပ်ပါမီးလောင်သွားခဲ့ပါတယ်ဟူကောကဟာအင်ချီယာမဲ့ရင်နဲ့ကြောင်းအောင်ကြောင်းပြတ်မှနေရပြီးသူများလူသားတွေကိုလူရက်စားတော့ခဲ့ရပါတယ်ဒီအချိန်ပန်းတင်မာလေးကပေါက်စီတစ်ခုလာကျွေးတော့ရှက်ရှက်နဲ့ပြန်ထွက်လာပါတယ်ပန်းတင်မာလေးကဟူကောကနောက်တစ်ခေါက်ကလိုက်ခါပြီးတော့
သူလည်းစိတ်တူလာကသူပြီးခဲ့တဲ့ငွေတစ်ပြားကိုပြန်တောင်းပါတယ်သူမအိတ်ထဲကကြီးပြားလေးတွေကိုယူပြီးထွက်သွားခဲ့ကငိုကြွေးနေခဲ့ပါတယ်ဟူကောကွာဟာသူ့ကိုကဲခဲ့တဲ့ကြွက်လေးကိုထမင်းတွေဝင်မြကျွေးခဲ့ပါတယ်နောက်ရက်တော့ပန်းတင်မာလေးစီသွားပြီးပန်းကူရောင်းခဲ့ပါတယ်ရောင်းမထွက်လို့စိတ်ညစ်နေတော့လူတစ်ယောက်ရောက်လာပြီးပန်းဝင်ရင်ပန်းဝလက်ဆောင်ပေးလာလို့မေးပါတယ်ဒါနဲ့ဟူကောကလည်းအကြံရပြီးတညလုံးပန်းဝထွင်มาတော့တယ်နောက်ရက်မှာတော့ပန်းတွေအားလုံးရောက်ကုန်သွားပြီးပန်းတင်မာလေးကပတ်ဆက်တစ်ဝက်ကိုဟူကောကကိုပေးပါတယ်ဟူကောကလောင်းကစားရုံကိုထွက်သွားမှကိုတည်သွားပြီးမသွားဖို့တားပါတယ်သူရဲ့လက်ကဒဏ်ရာတွေကိုတွေ့တော့ပန်းဝထွင်မှုကတိရလူချောင်းပြောပါတယ်ဟူကောကစကားကိုရှောင်းလဲပြောပြီးသူမရဲ့အကြောင်းကိုမေးပါတယ်သူမဟာငယ်စဉ်ကလေးကမိဘမြစ်ဖြစ်ခဲ့ပြီးနှာခေါင်းအရန်ကောင်းပါတယ်အမွှေးနဲ့ပစ္စည်းတွေရဲ့အမိကိုပြောနိုင်ဆိုင်ရှိသူဖြစ်ပါတယ်ခဏကြာတော့ဟူကောကဟာသူ့ရဲ့ပတ်စံကိုအကုန်ပြန်ပြီးခဲ့ပြီးတစ်သားကောင်းတစ်ခုရှာဖို့ထွက်သွားခဲ့ပါတယ်ခြံဝံကျောင်းမှာသူ့ကိုစောင့်နေဖို့လဲမှာခဲ့ပါတယ်ဟူကောကဟာလမ်းမှာသူ့ကိုအန်စာတုံးပြီးခဲ့တဲ့မင်းမငယ်လေးနဲ့တွေ့ပါတယ်သူမကဟူကောကဆုံးရှုံးသွားတဲ့ငွေတွေကိုတညာရင်းနဲ့ရှာနိုင်ကြောင်းပြောပါတယ်လောကမှာကတရင်မာနဲ့တစီမင်္ဂလာဝေးပြုလုပ်ရမှာဖြစ်ပါတယ်တရင်မာဟာအသက်ရှင်စဉ်တုန်းကဘုံမူကြီးချန်ရဲ့တူတူသောသမီးဖြစ်ခဲ့ပြီးအိမ်တော်မကြခင်မှာရုတ်တရက်တည်သွားခဲ့ပါတယ်ဒါကြောင့်မင်္ဂလာပွဲအတွက်သုံးမဲ့ငွေတွေဟာနိုင်ရီအတွက်ဖြစ်သွားခဲ့ပြီးတရင်မာနဲ့တာမင်္ဂလာပွဲလုပ်ပါကရွှေ1000တောင်ရမှာဖြစ်ပါတယ်ငွေမက်တဲ့ဟူကောကလည်းမိမငယ်ပြောတဲ့အတိုင်းအမောင်တမန်တော်ရီစင့်ခေါ်ကတရင်မာစီသွားပါတယ်တရင်မာကိုကြော်ပုတ်ပြီးမင်္ဂလာခမ်းမစီလာတော့ဘုံမှုချန်ရဲ့စစ်တပ်ကအတင်းဆောက်ကြနေပါတယ်မူးမြေကိုကြောဖို့သူတို့သမီးလုံးတယ်လို့ကြွေးပြားကိုခေါင်းနဲ့ခွဲရပါတယ်ဘုံမှုကိုတိုက်ဖို့ယူနွေးကိုလည်းအပူလောင်ခန်းကကင်ထားရတယ်လို့သူတို့သမီးကိုလည်းခြေထောက်ဆေးပေးရပါတယ်အစာကရေတွေလို့ထင်ခဲ့ပေမဲ့သူ့တွေဖြစ်နေခဲ့ပြီးနောက်ဆုံးအချက်အနေနဲ့ခြေစည်းရီကိုတောက်ခိုင်းပါတယ်မတက်တာတဲ့အစုံတောက်ခဲ့ရပြီးကိုအောင်တောက်ခိုင်းတော့ဆက်သီးမခံနိုင်တော့ပဲခြေစည်းစလုံးကိုလှိချလိုက်ပါတယ်သူ့လိုလူအရှင်ကလူသေးတွေအနိုင်ကျင့်တာခံရမှလားလို့ပြောတော့တရင်မကဟူကောကဟာလူအရှင်မဟုတ်တော့ကြောင်းပြောလိုက်ပါတယ်ဟူကောကရဲ့ရင်ဘတ်မှာဓာတ်တချောင်းဆိုင်ဝင်နေခဲ့ပြီးတရင်မရဲ့ရည်တန်းကမိမငယ်အတန်းနဲ့တူနေခဲ့ပါတယ်တကယ်တော့မိမငယ်နဲ့တတိဝမ်တို့ကပေါင်းကြံကသူ့ရဲ့အစီကံကိုအတင်းအကျပ်စီခိုင်းခဲ့တာဖြစ်ပါတယ်အစီကံဟာဟူချန်းဆုံးကိုလူကိုပုံရင်ရောင်နေမြင်စေနိုင်တဲ့ຫນွေသေးပင်ရဲ့အစိမ့်နဲ့လှုပ်ကြံခဲ့တာဖြစ်ပြီးအခုလဲဟူကောကကိုပုံရင်ရောင်နေမြင်အောင်ဖန်တီးခဲ့တာဖြစ်ပါတယ်တတိသမီးရဲ့ဝိညာဉ်စက်ကူအယုံနဲ့တရဲမဆိုတဲ့အရာတွေဟာဟူကောကစိတ်ထဲကထင်အောင်ထင်မှားတွေသာဖြစ်ပါတယ်စက်ကူအယုံသူတို့သမီးနဲ့မီးလောင်သေးစီဖို့ကြံရွယ်ထားပေမဲ့ပန်းတင်မာလေးနဲ့ပူပေါင်းကချမ်းသာဖို့ကြိုးစားနေတာမို့ဟူကောကကိုအပြည့်ရှင်းဖို့စီစဉ်ထားကြတာဖြစ်ပါတယ်တတိဝမ်တို့ကသူတို့အကြောင်းသိတဲ့ပန်းတင်မာလေးကိုလည်းလက်စာဖြောက်ထားကြပါတယ်ပန်းတင်မာလေးဟာခြံဝံကျောင်းမှာဟူကောကကိုစောင့်နေစဉ်မိမငယ်လေးရောက်လာပြီးဟူကောကရောက်မလာနိုင်တော့ကြောင်းပြောပါတယ်မိမငယ်လေးကိုဘောကຫນွေသေးပင်ရဲ့အနံ့ကိုသတိထားမိတဲ့အတွက်တတိဝမ်တို့ကပန်းတင်မာလေးကိုတက်ပြေခဲ့ကြတာပါအခုလေသူ့အစီကံနဲ့ပေါင်းကြံကဟူကောကကိုဓာတ်နဲ့ထိုးပြီးပြစ်ထားခဲ့ကြပါတယ်နှစ်အနည်းငယ်ကြတော့တတိဝမ်တို့ဟာချမ်းလဲမြို့မှာအချမ်းသာဆုံးဖြစ်နေခဲ့ပြီးဟူကောကရဲ့အစီကံကလည်းကောင်းစားနေခဲ့ပါတယ်သူတို့လောင်းကစားရုံ၃နှစ်ပြည့်ဖွင့်ပွဲလုပ်တဲ့နေ့မှာပဲမိမငယ်လေးဟာထင်အောင်ထမားတွေဖြစ်ပြီးရှောက်ပြောနေပါတယ်နောက်တော့တတိဝမ်နဲ့စကားများပြီးတတိဝမ်ကမိမငယ်လေးကိုစပွဲနဲ့ရိုက်ချလိုက်ပါတယ်နောက်တော့လူတစ်ယောက်ပြုတ်ကြလာကကြွက်တီထွက်လာပါတယ်ရုံထဲကလူတွေလည်းထွက်ပြေးသွားခဲ့ပြီးအကဆရာတယောက်ကထူးဆန်းစွာကနေခဲ့ပါတယ်အကဆရာစီသွားကြည့်တဲ့တတိဝမ်ကကြွက်တွေအများကြီးထွက်လာတာကိုမြင်ပြီးတနက်နဲ့ပြေးလိုက်ပါတယ်အကဆရာဟာဟူကောကဖြစ်နေခဲ့ပြီးသူ့ကိုအကောက်ကျန်ခဲ့တဲ့အစီကံကိုလည်းပညာပြလိုက်ပါတယ်ကြွက်တွေကိုထိန်းချုပ်နေသူကဟူကောကဖြစ်ပြီးတတိဝမ်နဲ့တယောက်ချင်းဖိုက်ဖို့ဖြစ်လာပါတယ်ခုထဲမှာတော့ဟူကောကသိပြီးအထင်နဲ့ပြေးထားခဲ့ကြပေမဲ့ကြွက်ကလေးတစ်ကောင်ကခူရက်ထွက်ပေါက်ကိုပြခဲ့ပါတယ်အပြင်ရောက်တော့လေးကျနေတဲ့သူကိုဘေးရင်ဆရာကကေခဲ့ပြီးတမ်းပညာတွေသင်ပေးခဲ့ပါတယ်တတိဆန်တွေကိုအမိန့်နာခံစေဖို့တတိဆန်ပညာတွေသင်ပေးခဲ့ကလေ့ကျင့်စေခဲ့ပါတယ်ဒါမှသာတတိဝမ်ကိုစိန်ခေါ်နိုင်မှာဖြစ်ပါတယ်တမ်းပညာတော်တဲ့တတိဝမ်ကိုဟူကောကမနေ့ခုခံတိုက်ခိုက်နေရတယ်လို့တတိဝမ်ရဲ့ခန္ဓာကိုယ်ကဓားလန်တိုးမပေါက်တာကိုသိသွားခဲ့ရပါတယ်သူ့ကိုတတ်ဖို့လို့တော့ဘေးရင်ဆရာကလာခဲ့ပါတယ်တတိဝမ်ကိုဆရာတပည့်2ယောက်တိုက်ခိုက်နေရပြီးဒုအနောက်ကဝီကျုံအကျိုးဟာတတိဝမ်ရဲ့အားနည်းချက်ဖြစ်တာကိုသိသွားပါတယ်ဒါကြောင့်ဟူကောကဝီကျုံအကျုပ်ကိုကြီးတိုက်ခိုက်ပါတယ်တတိဝမ်ကဟူကောကရဲ့ပတ်စံတွေကိုပြန်ပြီးမယ်ဆိုကအသက်ချမ်းသာပေးဖို့ပြောတော့ဟူကောကလည်းလက်ခံလိုက်ပါတယ်ဟူကောကအလဲတတိဝမ်ကဓာတ်နဲ့ဝင်ထိုးတော့ဆရာတပည့်2ယောက်ချက်တောက်စာကျွေးလိုက်ပါတယ်ဒီတော့ရုပ်တုကအချွန်နဲ့ထိုးမိပြီးသေဆုံးသွားပါတယ်ရုပ်တုတွေကငွေပြားတွေလည်းထွက်ကြလာတော့ဟူကောကကြုတ်ကလေးတွေကိုငွေပြားတွေယူဖို့အမိန့်ပေးလိုက်ပါတယ်ရလာတဲ့ငွေပြားတွေကိုမရှိစင်းရဲသားတွေစီဝင်များပြီးဟူကောကလည်းလောင်းစားကင်းတဲ့လူကောင်းလေးတစ်ယောက်ဖြစ်သွားပါတော့တယ်